ရင်ဒီဘက်ကနောက်ဆုံးပြောခဲ့တဲ့ဥစ္စာincident တခုဖြစ်လာခဲ့တယ်ဆိုရင် prioritization ရှိတယ် categorization ရှိတယ်အဲ့ဒီအချိန်မှာ priority လေးကိုဘယ်လိုမှမလုပ်ဘူးလို့ရတယ်လို့ပြောခဲ့တယ်အခုဒီဘက်မှာတော့ဒီမှာ data incident management process အကြောင်းကိုဆက်ပါမယ် data incident ဆိုတာ high severity incident တွေကိုခေါ်တာဖြစ်တယ် P1 P2 ပေါ့ critical data incident တွေဖြစ်တယ်ဘာကြောင့်ကိုအဲ့ဒီ incident တွေအတွက် process က separate ပေါ့နော်ရှိနေရတယ်ဆိုလို့ရှိရင်ဒီ service impact ကအရင်များတယ် urgency ကဒါမှဖြစ်တယ်အဲ့ဒီအတွက် service restoration time ကိုအရင်ဟို short တက်ပြရမယ်အဲ့ဒီအတွက်အတူလောက်ဆောင်ရမယ်ဒီ procedure တွေရှိတဲ့အတွက်ကြောင့်မို့လို့သူ့ကိုတက် process တခုတက်ခွဲပြီးတော့သတ်မှတ်ထားတာဖြစ်တယ်တကယ်လို့ high severity incident management process high zone ကိုစတော့မယ် trigger လုပ်တော့မယ်ဆိုလို့ရှိရင်ဒီကနေစတော့မယ်အရင်ဆုံး incident data incident ဖြစ်တယ်ဆိုတော့ data သွားပြီအဲဒါဆိုရင် stakeholder တွေစီကိုအရင်ဆုံးလမ်းပြီးတော့ inform လုပ်မယ်ပြီးဆိုရင် war room ကိုဖွင့်ရမယ်ID သမားတော်တော်များများကတော့ war room နဲ့ family ကပြပြတာဖြစ်မှာပါ war room ဆိုတာဒီတက်တချို့ company ကြီးကြီးတွေ HP လို company ကြီးကြီးတွေမှာဆိုရင်တော့ war room ဆိုပြီးတော့အခန်းရဲ့ထိပ်မှာပေါ့နော် ဆိုင်ဘုတ်တက်ထားပြီးတော့တက်မှတ်ထားတာရှိတယ်တခြား organization မြန်မာပြည်အတွင်းက organization တွေမှာတော့အဲ့လိုမျိုးတက်မှတ်ထားတာမရှိဘူးဒါပေမဲ့အခန်းတစ်ခုအတွင်းနဲ့ကိုဒီ incident manager ကနေဦးဆောင်ပြီးတဲ့အခါကျတော့လိုအပ်တဲ့ stakeholder တွေအကုန်လုံးကိုဆွဲထည့်လိုက်မယ်ပေါ့နော်ဒီဆို on-site မ join နိုင်ဘူးဆိုလို့ရှိရင်လည်း online ကနေပြီးတော့ join ပေါ့နော် Microsoft Teams ကနေပြီးတော့call တစ်ခုဖွင့်လိုက်မယ်ဒါမှမဟုတ်လို့ရှိရင်တခြား external party တွေပေါ့ third party vendors တွေနဲ့ပါမယ်ဆိုလို့ရှိရင်လည်းသူတို့သုံးတဲ့ communication tool တစ်ခုပေါ့Cisco ကထုတ်တာပဲဖြစ်ဖြစ်တခြားအများကြီးပေါ့နော် communication tool တွေကတော့သတ်မှတ်ထားအစောကတည်းကဒီ communication tool တစ်ခုပေါ့ channel တစ်ခုကိုသတ်မှတ်ထားရမှာဖြစ်တယ်အဲ့ဒီအပေါ်ကို stakeholder တွေဆွဲတယ်ဆွဲနေပြီဆိုလို့ရှိရင်ခုနကတော့lock လုပ်ထားတဲ့ incident ticket ကိုopen ကနေပြီးတော့ WIB ပြောင်းဒီမှာဒါလည်း response time SLA ကိုတော့ repeat ပြမှာဖြစ်တယ်ပုံမှန်အဖြစ်ဆိုရင်တော့ P1 critical incident ရဲ့ response time ကိုကျွန်တော်တို့က immediate သတ်မှတ်တယ်ပေါ့နော် promptly ပေါ့ချက်ချင်း response လုပ်ခိုင်းတယ်ပေါ့P2 ဆိုလို့ရှိရင်တော့50 minutes တော့မဟုတ် immediate ပဲပေါ့နော်အဲ့လိုမျိုးထားတတ်ကြတယ်